يا أيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم لعلكم تتقون وقال رسول الله صلى الله عليه وسلم أوله رحمة وأوسطه مغفرة وآخره عتق من النار أو كما قال رسول الله صلى الله عليه وسلم ที่อยู่ในศาสนาอิสลามศาสนาเนี่ยอยู่ในเมืองนี้อิสลามศาสนาမှာငါးခုသောအရာဝတ္ထုဟာအုံမြင့်ဖြစ်တယ်။နံပါတ်1ကလီမာလာအီလာဟ်အီလ္လာလ္လာဟ်မုဟမ္မဒ်ရဆူလုလ္လာဟ်ကိုမှာအီမန်ယုံကြည်ခြင်းအဲ့ဒီအီမန်ယုံကြည်ခြင်းအပေါ်မှာလာအီလာဟ်အီလ္လာလ္လာဟ်အလ္လာဟ်နဲ့ပတ်သက်ပြီးMuhammad Rasulullah Rasulullah နဲ့ပတ်သက်တစုံတရာပါဇက်ကနေပြီးတော့နှုတ်ကနေပြီးတော့မှားယွင်းပြီးတော့ပြောဆိုခဲ့မယ်ဆိုရင်အီမန်ထွက်သွားမှာဖြစ်တယ်။နော်ဒါဟာနံပါတ်1အဲ့ဒီအီမန်ဘာလို့လဲထွက်မလဲဆိုတာအသေးစိတ်အများကြီးရှိတယ်။နော်အင်ရှာအလ္လာဟ်လေးလာပါကျွန်တော်လည်းတတ်နိုင်တော့ပြောမှာဒုတိယကပါလဲဆိုတော့နမတ်नमाज में अल्लाह शिना का अतेज चनारो को मसला रिथे है हरी मसला रिथे मा चनारो हाथ मास खरी ने टकोर को छुच्छो दुआ भी सुई ये चीज़ हाथ छुच्छो दुआ भी सुई नमाज क्या चनारो वाला खबी क्या दुआ है अल्लाह लखा अल्लाह मकान होती है जो मसला थी होते ये चीज़ ना ईमानिया मसला किया में नमाज से मसला किया अको रोज़ाना पता बिरो ले बनारो चनारो मना मोलेगा लेना नहीं थी हरम ला रोज़ा खा रहे अन्ना नहीं गए अरे रोज़ा ये मसाला को मती बुसोई खनारो अन्ना नहीं रहे मैं सवाब में आ ना अन्ना नहीं रहे तो है सवाब में आ अल्लाह सवाब में दी अरे रोज़ा ये मसाला दिलती वो ये जी अरे लो ज़कात ना पता बिरो ले मसाला अतेज़ बिना मियारो आशीरे आरा वो खनारो आना ले बने मठक जाने दो ज़कात मिलाए कन्या ज़कात हाथा बना इधर ये हज का माले चुनी टूटे ना हज जाता लोगे हज लोगे नहीं आमा ये चीज़ ऐसे पहले कलर मतलब बना नाम है सोई तो आरा लारा अच्छे को ना बेची दे हज का अल्लाह शिना नमक का तनावलो ने न्यारो वो रमज़ान लामा रोज़ा ये मसला को जो क्या है तारा को नाले को इनका ये चीज़ लाशिन्या का तनारो चनारो रोज़ा खाने सागे ना कुती बाले को मुस्सिया चनारो को मान रोज़ा खाके बाजार खाके जो चीज़ मिले न्याय है ना बाजार खाके लुदा नलोदा ने अकल नस ने अकल ना सही ने न्याय ना खुशी है चनारो ना सही का दोचे ने न्याला दाबू अकुजी मपेबू सोई हमारे बिले वो ना नामा लोगी एदवामा न्याला बाबू ले ले माने ले सो तुआर खाया तो वो बाबू ना ऐरो न्याने सही सुरागा नफ्स अमारा शीरे नफ्स अल्लाह लवामा शीरे नफ्स मुतमइन्ना तोम्योशी ना सही सुरागा मालो ले सही ना अमामलो बले ये सही अमालो पीमा नौलाया रहे आराम से तेजा मत आवा अरे इससे को थिंकिंग या कोना बाम सो लो में सोई खनारो चनारो कोना का ये सेना नौमा सही का कोआ में सोई मामो अमामो रोज़ा का बारे सोई खनारो चनारो ये से को थिंकिंग रो कोना को लोमो को तो अल्लाह शिने का रोज़ा खा है अल्लाह शिने का रोज़ा खा है ini kenado chanaru paiwa ni resoi seika usau de gunaro seika usau de gunaro roda kata ro paite ma asami shi ro seika morda chetwa seika lolo che ya auna ka aloka bo bo de no auna ka ani chin ma alolo de ikao le roda tha me ate ma pyo ne me ma kaw na lo ne me hobe diba ma chi neဟုတ်လားကမလေးတွေတွေ့ကြည့်တာကြည့်တယ်လူသားထားပြီးတော့အဲ့လိုကြည့်လိုက်တဲ့ခါမှာဒါကုနာဟုတ်လားဟမ်အဲ့တော့အုံနောက်ကသူ့ကိုတင်ပေးတယ်
ဒါကြောင့်မို့ဒီတနေ့လေးတစ်ခုကိုရဖို့အတွက်ဒီအကျင့်လေးတစ်ခုကိုရဖို့အတွက်ရိုသာထားနိုင်တယ်နော်ကိုယ့်ရဲ့အုံနောက်ကစဉ်းစားပြီးတော့စိတ်ကိုနှိပ်ကွနိုင်ဖို့နှိပ်စိတ်ကိုချုပ်နိုင်ဖို့အတွက်ပါလို့လေရိုသာကိုအလ္လာဟ်ကထားခိုင်းတာဖြစ်ဒါရိုသာရဲ့ကြီးမားတဲ့ဖဇီလတ်ကြီးမားတဲ့ဖဇီလတ်အဲ့လိုပဲလူကြီးများခင်ဗျာရိုသာထားကြယိုကျိုးသွားတယ်ဗျာယိုကျိုးခြင်းဟာတတ်သွားတယ်မှတ်တာယိုကျိုးကဘာလို့ဒီမှာဘာမှမရှိတော့လူကမော်ဒါဖြစ်သွားဟုတ်ကဲ့မလားဘာလို့မှာအပြည့်ရှိတော့မိန်းကလေးတယောက်ကိုတွေ့ရင်သူတို့ကြည့်တယ်အဆုံးထိသွားကြည့်လားမကြည့်ဘူးကြည့်တယ်ရိုသာထားတော့ကြည့်တယ်ပြန်ကြဒါကြောင့်ပဲအခါမှာဘာမှမရှိဘူးနော်အလ္လာဟ်ရှင်ကနတ်ကိုချုပ်လိုက်ဒီရိုသာနဲ့တကယ်တော့လူတယောက်ပါအထူးသဖြင့်မွတ်စလမန်တယောက်ပါကိုနတ်ကိုနိုင်ဖို့အရေးကြီးတာကြည့်လားအရင်ကြီးကိုနတ်ကိုနိုင်တဲ့လူဟာအလ္လာဟ်ချစ်တယ်နော်ဒီနေ့ဘာခေါ်မလဲတရိကာဒီမှာဒီနေ့မတဆဝုဒီမှာနတ်ကိုနိုင်ဖို့ပဲအားလုံးနတ်ကိုနိုင်ရနော်ကိုနတ်ကိုမနိုင်တဲ့လူဟာဘယ်တော့မှဂျန်နတ်လည်းမရဘူးဒုနီယာမှာလည်းအေးစစ်စစ်မနေရဘူးနော်သူတို့ပေါ့အမျိုးမျိုးပြဿနာတွေတူတက်နေဖြစ်ဒီတော့ပဲမဒီမျိုးများအဲ့ဒါတတ်သွားတယ်ဖြစ်နော်အဲ့လိုပဲရိုသာထားတဲ့လူတယောက်အာဂျီဇီအင်ကစားပြီးဖြစ်သွားတယ်အဲ့ဒါယိုကျိုးရတဲ့အောက်ကျသဘောပေါက်လားမာမာနာမရှိတော့မာမာနာဟာရှိုင်တန်ကတော့တကဘ်အဇာဇီရာဟာဘောနော်တကဘ်ထားတာဘူးလေအဇာဇီကထားခဲ့တာဟုတ်တယ်မလားရှိုင်တန်အကြီးဆုံးကထားခဲ့တာဘဇင်ဒါလာနတ်ဂရဖတာရှူနော်အသက်ရှင်ရင်အလ္လာဟ်ရှင်ရဲ့လာနတ်ကိုကြားအလ္လာဟ်ရဲ့လာနတ်ကြားနော်အဲ့တော့တကဘ်ကဘလို့အလုပ်လဲရှိုင်တန်ရဲ့အလုပ်ဟုတ်တယ်မလားအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ဟာဟုတ်တယ်မလားရိုဇာထားလိုက်ရင်တကဘ်မရှိတော့မောက်မာတာမရှိတော့ပတ်စံရှိတဲ့လူပဲဖြစ်ဖြစ်အင်အားရှိတဲ့လူပဲဖြစ်ဖြစ်ညနေကျရင်ဒီမော်ဒါပြတ်သွားတယ်နော်ဘယ်ထဲမှာအစာမရှိဘူးဒါတွေဖြစ်လာမိမိကိုယ်ကိုမိမိအထက်ထဲမှာရှိနေတဲ့တကဘ်ကိုချိုးဖို့အတွက်ရိုဇာဝင်လာတာဖြစ်အဲ့လိုပဲလူတွေများခင်ဗျာရိုဇာထားခြင်းအဖြစ်စိတ်ရိုင်းနေပုံသွားတယ်ရိုင်းတဲ့စိတ်ပုံသွားတယ်အလ္လာဟ်ရှင်ကရိုင်းတဲ့စိတ်ရှိတဲ့လူမတည့်ဘူးရိုဇာထားတဲ့လူကဖရစ်တာတွေနဲ့ညီသွားတယ်ဘာကြောင့်လဲခင်ဗျာဖရစ်တာတွေကစားခြင်းတောက်ခြင်းမေထုံးပြီးဝဲခြင်းမရှိဘူးခင်ဗျားတို့ရိုဇာထားပြီးတော့မလုပ်ခိုင်းတာလေစားခြင်းတောက်ခြင်းမေထုံးပြီးဝဲခြင်းကိုရပ်လိုက်ဖရစ်တာတွေအာဒတ်ကိုထဲလိုက်တဲ့အတွက်ခင်ဗျားတို့ကျွန်တော်တို့ကဘာဖြစ်လာလဲဟုတ်လားဖရစ်တာတွေရဲ့အလုပ်ကိုလုပ်ပြလိုက်တဲ့အတွက်အလ္လာဟ်ရှင်ကဖရစ်တာတွေကမှကုန်ယူတယ်ငါဘန္တာကြီးကြည်လားမစားမတော့ပဲအိမ်မှာမိမချောချောလေးရှိတယ်နော်ရေခဲတစ်ကမှစားတော့ရအပြည့်ရှိတယ်ဘာတစ်ခုမှမစားဘဲငါဘန္တာတွေဘယ်လိုလာလဲကြည်သားဗလီမာလာနမတ်ဖတ်တယ်အလ္လာဟ်အလုံးလုပ်တယ်ဆိုတာကိုအလ္လာဟ်ရှင်ကဂုဏ်ယူပြီးတော့ဖရစ်တာကိုကြွားတယ်အလ္လာဟ်ရှင်ကနော်ဒါခင်ဗျားတို့ကျွန်တော်တို့ကိုဖရစ်တာတစ်ချိန်ကပြောလေဟုတ်တယ်မလားသူတို့တွေကလောကမှာတွေးထွက်တန်ရုံလုံးမဲ့မန်ယုဖ်စစ်ဒူဖီဟာဝယစကူဒီမာဟုတ်တယ်မလားသူတို့တွေကဂျဂရာလုပ်ပဲဒီလူတွေဘာလို့ခံနေရလဲဆိုပြီးတော့စောရကတက်ခဲ့တယ်တစ်ချိန်အဲ့ဒီစောရကတက်တာတွေအားလုံးကိုအလ္လာဟ်ရှင်ကဒီမှာချေတယ်ရိုဇာတာနဲ့ချေတယ်ရိုဇာတာဒီပေါ်မှာအလ္လာဟ်ရှင်ကဂုဏ်ယူတာဖြစ်တယ်ဒီတော့ဒီနေ့များခင်ဗျာဆရာတို့ကျွန်တော်တို့အားလုံးသိထားရမယ်ဟုတ်တယ်မလားအလ္လာဟ်ရှင်ကဟာဟုတ်တယ်မလားအလ္လာဟ်ကိုရှုကုလုပ်တာလည်းဖြစ်ရိုဇာတာကအလ္လာဟ်ကိုရှုကုလုပ်တာရှုကုလုပ်လာမလို့လားခင်ဗျားတို့ကျွန်တော်တို့နေတိုင်းအေးကြီးတောက်နေတာမတောက်ဘူးနေတိုင်းတစ်နေ့လုံးဟမ်တခါမှအလ္လာဟူမလကလ်ဟမ်ဒူဝလကရှုကရပြောတာမပြောဘူးတော်များများမပြောဘူးနော်အဲ့တော့အခုကြတော့ပါလေတနေ့လုံးကနေတယ်နော်အခုအစ်တာရီမှာအေးရအရှိမချထားတယ်မော်ဇေယအမိတ်မပေးတော့ပါလေခိုးလည်းမတော့အရှိမထိုင်ပြီးတော့ကြည့်နေရတယ်ဘာမှလုပ်လို့မရမော်ဇင်ဘလို့ပေးလိုက်တယ်အဲ့ဒီအချိန်မှာယူပြီးတော့တောက်လိုက်တဲ့အခါမှာဘလို့မစားရှိတယ်ပြောနော်အရင်မစားရှိအဲ့ဒီအချိန်မှာအလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah အလ္လာဟူမလကလ်ဟမ်ဒူဝလကရှုကရဆိုတဲ့စကားလုံးလေးပြောနော်ဒီချိုးရတဲ့စကလာလုံးတောက်တာရှုကရမလို့
ဒီမှာအခုလာပြီးတော့ဘာလို့လဲရှုပ်လို့လုပ်တယ်အဲ့ဒါမှတ်တာခင်ဗျားတို့ကျွန်တော်တို့ဟာဟုတ်တယ်မလားဘိုက်ထဲမှာဘာမှမရှိပဲဆက်စားလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုအရသာရှိလဲဘယ်လိုခံစားရလဲစင်ရသားတွေပေါ်မှာပေါင်းမြင်ပြီစင်ရသားတွေကစားဖို့တောက်ဖို့မရှိဘူးဆိုရင်သူတို့ခင်ဗျာမှာတစ်ခါစားဖို့အတွက်ဘယ်လောက်သူတို့မှာအခက်အခဲရှိတယ်ဒါကိုပုံချင်းစာနာဖို့ဟမ်တမန်တော်မြတ်ကရိုဇာရဲ့အစမှာခွတ်ဘာအရှိကြီးတစ်ခုဖတ်တယ်ပြီးခဲ့တဲ့ဂျမားမှာဖတ်ခဲ့နော်အဲ့ဒီခွတ်ဘာထဲမှာဝရှာရုမူဆာဝါဆိုပြီးတော့ပါတာဒီလဟာကိုချင်းစာနာတဲ့လဖြစ်တယ်နော်စင်ရသားတွေပေါ်မှာကိုချင်းစာနာတဲ့လဖြစ်တယ်ဒါကြောင့်လူချင်းမြတ်ခင်ဗျာရိုဇာကိုထားတတ်နိုင်တဲ့လောက်ရိုဇာကိုထားနော်ကိုဘယ်လောက်ထားနိုင်လဲအဲ့လောက်ထားပြီနော်ဒီရိုဇာဟာတော်တန်ဖိုးကြီးတယ်အရှာလာတောက်ကြနေလဲကျွန်တော်ဒီအကြောင်းနဲ့ဟောမယ်ဒါမဲ့တောက်ကြမှာဒီတော့ကျွန်တော်နေတဲ့လူချင်းများခင်ဗျာရိုဇာထဲမှာဟမ်ဒန်ဒီဆိုတာဝင်လာတယ်ကျမ်းမာရေးလည်းဝင်လာနော်ကျမ်းမာရေးလည်းဝင်လာအခုတလောက်ခင်ဗျားတို့ကြားတာဆေးတွေအခုတရုတ်ပြည်ရောအိန္ဒိယကရော US ကရောဆေးတွေတမျိုးဝင်လာတယ်အဲ့ဒီဆေးကိုဘိုက်မှာထိုးမယ်ဆိုရင်အစီတွေကျအဲ့ဆေးက9သိန်းလည်းရှိတယ်10သိန်းလည်းရှိတယ်30လည်းရှိတယ်ဆေးတွေမျိုးမျိုးပေါ့ဗျာကျွန်တော်လည်းကြားအဲ့ဆေးကိုဘိုက်မှာထိုးရင်ဘာဖြစ်လဲကိုလက်စတရောတွေအကုန်ကျသွားတယ်လူကပိန်သွားတယ်ပိန်ဆေးကိုလည်းတနည်းအားဖြင့်ပြောတယ်ကိုလက်စတရောကျအလ္လာဟ်ကအဲ့ဒီဆေးကိုမဟုတ်ရိုးသားပေးလိုက်တယ်အဲ့ဆေးစားဒါခင်ဗျားတို့ကျွန်တော်တို့မနက်မိုးလင်းစားလိုက်တယ်မဟုတ်လားအေးစားတဲ့အခါမှာတချို့တွေကတော့စိုးရကြအဝတီးလိုက်ခါရညနေအနည်းဆုံး4နိုင်လောက်5နိုင်လောက်တိခတ်နိုင်အောင်ဆိုတော့အဝတီးလိုက်မစားရဘူးအဲ့လိုအရန်စားလိုက်ဘာဖြစ်လဲသိလားဘိုက်ကတင်းတော့ခန္ဓာကိုယ်ရဲ့သွေးတွေအားလုံးမှာဘိုက်ကိုလာအလိုလိုပါအဲ့တော့ခေါင်းမှာသွေးရမရှိတော့ဘူးအောက်ကိုဆင်းလာတဲ့အခါကျတော့လူကအိတ်ချင်အဲကြောင့်ရိုသာထားပြီးအိပ်ပျော်တဲ့လူများတယ်ဖဂျာမလားနော်တဘာဝအဲ့လိုရှိအဲ့ဒီဘာလို့လဲဆိုတော့နည်းနည်းပဲစားမှတ်လားရိုသာထားတဲ့လူအများကြီးစားကြတယ်အများကြီးစားမယ်ဆိုတော့ခင်ဗျားရဲ့ဗိုက်ထဲမှာရှိနေတဲ့အစာကိုချိန်ညက်လျော်သူအစီကိုမချက်နိုင်သဘောပေါက်အနည်းဆုံးခင်ဗျားစားမယ်ဆိုရင်10နိုင်လောက်မှာခင်ဗျားအစာတွေအားလုံးကိုသူချက်ပြီးပြီဆိုရင်ကျန်တဲ့အချိန်မှာဒီပါတော့အစီတွေဖြော်ဗိုက်ထဲကအစီတွေဖြော်ပြီးတော့သူကချတာဒါကြောင့်ဘုရားကိုမှန်မှန်တန်တန်ထားတဲ့လူဟာဘာဖြစ်လာအဖြည်းဖြည်းအစီတွေကြာအစ်တာရီမှာအများကြီးမစားအစ်တာရီမှာတဘုံကြီးတို့လောဘကြီးပဲဖရဲဒီလိုပါတော့ညောင်းပါတော့ခါလင်းဆိုနဘနာတော့တလားဒါလောဘတလားမှတ်တာပထမဘုရားမှာအဲ့လိုယူပြီးတော့မကုံဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ကိုယ့်အကိုစဉ်းစားဒါငါဟာဟိဒစ်ပြည့်နေတယ်လောဘဖြစ်ဟုတ်တယ်မလားအဲ့တော့စားလိုက်တော့နည်းနည်းပဲယူပြီးတော့စားလိုက်အလကားကိုကတော့တကယ်လို့သာစားတဲ့လူတချို့ကမလောက်မစားရတာရှိနော်မနိုင်ဘူးခင်ဗျားတို့အများကြီးစားလို့မနိုင်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့အကာဘီတွေအိန္ဒိယအကာဘီကီရမဇန်ဆိုပြီးတော့ဇာတ်တော့ထွက်တယ်ကျွန်တော်အဲ့ဒီမှာဖတ်ကြည့်တာအကာဘီတွေကဆယ်ဒီမှာလည်းနည်းနည်းလေးစားတယ်အစ်တာမှာလည်းနည်းနည်းလေးစားတယ်ဒါအစ်တာမှာလည်းနည်းနည်းလေးစားတယ်အမမရိုဇာအများကြီးစားဖို့မဟုတ်နော်ကျမ်းမာခြင်းလည်းဆိုအဲ့ဒီလိုဒါကျမ်းမာကိုလိုနဲ့ရိုဇာတော့ရမှာမရဘူးညစားတယ်ပိုရတော့နော်နော်တခါကအင်္ဂလန်နိုင်ငံမှာနော်လူတယောက်မှာစားပြီးတော့တခါတည်းလက်ပင်ထိပြေးသွားတဲ့ခါမှာသူဘာခေါ်လဲမထိုင်နိုင်ဖြစ်တတိယလက်ချင်လို့ဖြစ်သူ့ကိုပြောတယ်တိုင်ချင်းလေးတစ်လုံးစားလိုက်စားကြည့်တော့တိုင်ချင်းစားဖို့တော့နေရာမရှိဘူးကြားလားအဲ့တော့ပြောပြတင်တာကဘာလဲခင်ဗျားတို့ကျွန်တော်တို့ရိုဇာထားမယ်ဆိုရင်ရိုဇာမှာကျမ်းမာရေးရှိအဲ့ဒီကျမ်းမာရေးကဘာလဲရလဲမနဲ့လဲနည်းနည်းစားညနေလဲနည်းနည်းအစ္စတာရီလို့အဲ့ဒါဆိုရင်ဘာဖြစ်လာလဲခန္ဓာကိုယ်ဟာကြာဆင်းလာနောက်မှခန္ဓာကိုယ်ဟာအကြီးကြီးဝါတုတ်ကြီးဖြစ်ပြီးတော့နမစပါရလည်းဒုက္ခအကုန်လုံးနေရာဒုက္ခရောက်နော်ဒီတော့ဒီလိုများတယ်ဒါတွေအားလုံးပြောပြီးတဲ့နောက်ပိုင်းရိုဇာတာကိုအလ္လာဟ်ကအင်မတန်ချစ်တယ်နော်အင်မတန်ချစ်တယ်
ဘလောက်ချစ်လဲဆိုရင်လူတွေများများခံရနော်နမတ်ဖတ်တဲ့လူနဲ့တော့ဘုချစ်အလ္လာဟ်ရှင်မြတ်ဘာကြောင့်လဲသိလားအဲ့ဒါလည်းအထောက်ထားရှိနမတ်ဖတ်တဲ့လူကိုအလ္လာဟ်ရှင်မြတ်ကဆဝါကိုမိမိလက်နဲ့ပေးမယ်ဆိုပြီးပြောခဲ့နော်ရိုဇာထားတဲ့လူကိုအလ္လာဟ်ရှင်မြတ်ကပြောလဲဟုတ်လားမိမိလက်နဲ့ဆဝါကိုပေးမယ်ဖတ်စ်တာလေးတစ်စက်တော့မပေးဘူးကိုလက်နဲ့ပေးမယ်ဆိုမမြင်ဘူးမြင်နော်ဒါကြောင့်လို့ရိုဇာကိုရပြီဆိုရင်ရိုဇာကိုခင်ဗျားတို့ကျွန်တော်တို့မလုပ်နဲ့ဒီရမဇန်ရဲ့ရိုဇာအင်တန်ကြီးကြီးနော်အကြောင်းကြောင့်လွတ်သွားတယ်အကြောင်းကြောင့်မှားသွားတယ်အကြောင်းကြောင့်တစ်ခုတစ်ခုရိုဇာပြတ်သွားတယ်ဆိုရင်ဟုတ်လားမလားကစားပြန်ဖြစ်ရမဇန်ပြီးသွားရင်တလုံးပြတ်ရင်တလုံးကစားဖြစ်အလကားတဲ့ကိုဟာကိုဖြတ်လိုက်တယ်ဆိုဖြတ်လိုက်တယ်ဆိုကဖာရာပြီးရကဖာရာဘာလဲဟုတ်လားမလားအလုံးထောက်ဆက်တာအလုံးကြီးဖြစ်သွားအများကြီးထားမထားလို့မရနောက်မို့ရင်မထားနိုင်ဘူးဆိုရင် biscuit ကိုဟုတ်လားမလားခမင်းတွေ့ရအဲ့ဒီတော့ဒီပြင်းများခဏရိုးသားကိုလူတယောက်ကမထားနိုင်ဘူးမထားနိုင်ဘူးအသက်ကြီးသွားလို့ဟုတ်လားမလားယောဂကြီးဖြစ်နေလို့မထားနိုင်ဘူးဟုတ်လားမလားထားလို့မရဘူးဆရာမရတယ်သူ့ကိုတားလိုက်ဟုတ်လားမလားတချို့ယောဂတွေဟာထားလို့မရဘူးအဲ့လိုထားလို့မရဘူးဆိုရင်မိမိအနေနဲ့ဘာလုပ်ရမလဲဟုတ်လားမလားရမဇန်ပြီးတဲ့အခါဒါမှမဟုတ်ရမဇန်လအဆုံးမှာဟုတ်လားမလားကျွန်တော်တို့ဖစ်တရာထွက်တယ်မလားဖစ်တရာရမဇန်ဒီအိဒ်နဲ့မှာဖစ်တရာထွက်တယ်မလားဖစ်တရာတော့အဖွဲသေးရထုတ်လိုက်မယ်ဥမာ9000ကျန်မယ်9000ကျန်မယ်သူတီးတီးပေါ့ဗျာအဲ့ဒီဖစ်တရာပြီးတဲ့လူတယောက်စာကဘုရားတစ်လုံးမှဖစ်တရာရဲ့ဟုတ်လားမလားပိုက်စာဟာတယောက်စာဟာလူသားတစ်လုံးကိုဘယ်လောက်တားလဲ30တယောက်30တော့ခင်ဗျားလူသားရဲ့ဗီဒီယိုထုတ်လိုက်တဘောကလူသားမထားနိုင်ဘူးကျွန်တော်ကစားဖြစ်တယ်ဆိုရင်ကစားတစ်လုံးအစားတစ်လုံးဒါမျိုးထုတ်ပါအဲ့တော့ဒါဘုရုခေါ်တာလေယောဂဖြစ်တဲ့လူခေါ်တယ်အကြောင်းကြောင့်လူသားမထားနိုင်ဘူးဆရာမလည်းတားတယ်လူသားမထားနိုင်ဆိုရင်အဲ့ဒါရတယ်တချို့ဆိုရင်ဟုတ်တော့မလားဘာနာရင်ချက်တွေဖြစ်နေတယ်တချို့မျိုးယောဂတွေရှိတယ်ဒါမျိုးကြောင့်ပါဒါပေမဲ့နေရတော့ထားပါလေကောင်းပါရဲ့ရိုဇာပြန်ထားဒါဒီဘက်ကရိုဇာရဲ့ကစားကိုထားလိုက်တယ်ပေးလိုက်တယ်ဟုတ်တော့မလားရိုဇာရဲ့ဖီဒီယာပေးလိုက်တယ်သို့တော်လည်းပဲလူချင်းများခင်ဗျာနေရတော့ထားကောင်းပါပြန်ထားမကောင်းရင်တော့ပြီးသွားဓမ္မနတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ခေတ်ကာလမှာအဖို့တူဟာဓမ္မနတ်ကိုလာပြောတယ်ယာရဆူလလာကျွန်တော်အသက်ကြီးပြီးကျွန်တော်ရိုဇာမထားနိုင်ဘူးအဲ့ဒါဆိုရင်မင်းရိုဇာရဲ့ဟုတ်တယ်မလားကဖာရာပေးလိုက်ပေါ့ရိုဇာရဲ့ကဖာရာပေးလိုက်ပေါ့ကျွန်တော်မပတ်စံမရှိပေးတယ်ပတ်စံမရှိဒီအခါကျတော့ဓမ္မမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကဆွာဘာတွေကိုပြောလဲမင်းတို့ဝိုင်းကိုကြီးကွာဆိုပြီးတော့အားလုံးကြီးကကြက်တာကောက်နော်အဲ့တော့တရားနည်းနည်းလေးဆုံးလုံးနေပေးတယ်တတောင်းရဆုံးလုံးတတောင်းရသွားတော့တဲ့ပေါင်းပြီးမရှိစင်ရတော့တောင်းပေးလိုက်ဓမ္မမြတ်ကအဖို့ကိုပြောလိုက်တဲ့ခါကျတော့အဖို့ကပါပြောလိုက်ယာရဆူလလာမဒီနာတစ်ခုလုံးမှာကျွန်တော်ဆင်းရတာဘူးမှမရှိဘူးကျွန်တော်ဆင်းရတာဓမ္မမြတ်ကြီးတယ်ပြုံးလိုက်တယ်ပြုံးတော့မဲမဲကြီးလိုက်တော့သူ့ဘာပေးလိုက်ဒီလိုပဲလူချင်းများခင်ဗျာကျွန်တော်တို့ခဏတို့ရဲ့လူသားနဲ့ပတ်သက်ပြီးတော့ဒီအစစ်တွေရှိတယ်ဒါကိုကျွန်တော်တို့သိထားမှာဖြစ်တယ်ဒီတော့ပြန်လူချင်းများခင်ဗျာကျွန်တော်တို့လူသားကအလ္လာဟ်ရှိမြတ်ကရှိုက်တန်ကိုဝဆုဖီဒတ်ရှေယာတီန်ရှိုက်တန်ကိုအလ္လာဟ်ဖန်ချုပ်တယ်ဒါပေမဲ့ခင်ဗျားတို့မေးမယ်ကျွန်တော်ဟုတ်လားမလားတန်ကြီးတို့တဲ့နေရာမှာရံဖြစ်နေတယ်အချင်းတွေရံဖြစ်နေတယ်မွတ်စလင်အချင်းတွေဟိုမှာချနေတယ်ဟိုကောင်ကဲနေတယ်ဒီကောင်ကဲနေတယ်အဲ့ဒါရှိုက်တန်အပြည့်မဟုတ်ဘူးရှိုက်တန်ကိုဖန်ချုပ်လိုက်ဝဆုဖီဒတ်ရှေယာတီန်ဖန်ချုပ်လိုက်အဲ့ဒါဘလို့ပြည့်လဲသိလားရှိုက်တန်နဲ့အတွဲနေတဲ့ဒီလူဟာဒါရှိုက်တန်ကိုဖမ်းချုပ်လိုက်တော့သူ့အကျင့်ဖြစ်သဘောပေါက်သူ့အကျင့်နဲ့သူရံဖြစ်သူဒီမှာအထက်မှာရှိုက်တန်ရဲ့အဆက်ရှိနေတယ်အဲ့ဒီအဆက်ရဲ့အကျင့်နဲ့သူပါနေတယ်သူရံနေမှုတွေပြဿနာရှာဒီတော့ဒီပြညာကနောက်ဆုံးရိုဇာတန်ရဲ့အဖြစ်နတ်ကိုတောက်လိုက်အလ်မူဂျာဟီဒူမန်ဂျာဟဒဖီနဖ်စီဟီတလားလူတယောက်ဟာဂျီဟာဒ်လုပ်တယ်ဆိုတာရန်သူနဲ့စစ်တိုက်နော်ကာဖာနဲ့စစ်တိုက်အဲ့ထက်ကိုရေးကြည့်တယ်ကိုယ့်ရဲ့ nafs ကိုဂျီဟာဒ်လုပ်နော်
ကိုယ့်ရဲ့ nas ဟုတ်လားအတွင်းထဲမှာရှိတဲ့စိတ်ရိုင်းအဲ့ဒီစိတ်ရိုင်းကိုကိုကနှိမ့်ထားတာဟာရန်သူနဲ့တိုက်ခိုက်တာတဲ့ပို့ပြီးတော့ဆောပါကြတယ်ဒါရိုဇာနဲ့တိုက်ရိုဇာနဲ့တိုက်နော်ဒါကြောင့်ဒီနေ့များခင်ဗျာဒါတွေအားလုံးကျွန်တော်တို့သိထားမယ်မန်အဇလာရမဇာန်အောဂျဘအလိုင်ဟီအဇာဘိုင်ဝမန်အဟဆာဖီရှာဟ်ရမဒန်ကတဝလာဟူလဟူဟဆနိုင်ရမဇာန်မှာအချိန်တူတယောက်ဟာဂုဏလုပ်မယ်ဆိုရင်ဒဘလ်အဇာရှိတယ်ဒဘလ်အဇာရှိရမဇာန်မှာလူတယောက်ဟာကောင်းမှုတစ်ခုလုပ်မယ်ဆိုရင်ဒဘလ်ဆဝါရှိနော်ထပ်ပြီးတော့ပြောလဲဆိုတော့ဒီတပည့်များခင်ဗျာအင်နာရဘကုမ်ယကူလကုလဟဆနာဘီအရှရီအမ်ဆာလီဟာအမြဲဆိုသလိုတဲ့လူတွေဟာကောင်းမှုကုသိုလ်လုပ်မယ်ဆိုရင်တစ်ခုအစား10ခုပဲရဖြစ်တယ်တဲ့ဒါပေမဲ့နော်အမ်ဆာလီဟာအီလာဆတ်အီနီယာတင်ဒွေဖင်ဝဆောင်းမီလီဝါနာအဂျီဒီဘီရမဇာန်လမှာကောင်းမှုကုသိုလ်တစ်ခုလုပ်မယ်ဆိုရင်အလ္လာဟ်အရှင်မြတ်ကနေပြီးတော့900ပေးသနာတော်မူတယ်30မို့တော့900ပေးသနာတော်မူတယ်အဲ့ဒီ900ကိုလည်းအလ္လာဟ်ရှင်မြတ်ကပြောတယ်ဝဆောင်းမူလီဝါနာအဂျီဒီဘီရိုဇာဟာငါအလ္လာဟ်အတွက်ထားတဲ့အတွက်ငါလက်တော်နဲ့ပေးသနာတော်မူတယ်နော်အဲ့ဒီတော့ခင်ဗျားတို့ကျွန်တော်ဒါသိပြီဆိုရင်ကျွန်တော်မစအလာလေးနဲ့ပြောပြမယ်နော်ရိုဇာရဲ့မစအလာကိုကျွန်တော်တို့ထားမယ်ဆိုရင်ဘာလို့ပါလဲဆိုတော့ရိုဇာရဲ့မစအလာမနက်မိုးလေးကျွန်တော်တို့ဆယ်ဒီစားတဲ့အခါမနက်မိုးလေးကျွန်တော်တို့ဆယ်ဒီစားတဲ့အခါမှာဆယ်ဒီကိုနောက်ကျပြီးလည်းစားပြီးနော်တချို့တွေက12နိုင်ရစပြီးတော့စားတယ်နော်တချို့တွေကဘာလို့လဲဆိုတော့ဒီတမင်များခင်ဗျာ12နိုင်ရစပြီးတော့စားပေးလိုက်တယ်နေလိုက်12နိုင်လောက်ကစားမယ်ဆိုရင်နေ့ပိုင်းမှာဒုက္ခမရောက်ဘူးလားဒုက္ခရောက်နော်တချို့တွေကမစားရတဲ့ဟာရိုဇာတော့ဖြစ်သွားတယ်ဒါပေမဲ့မကလို့ဖြစ်ရိုဇာဖြစ်တာဆယ်ဒီစားရတယ်じゃဘာလို့လဲဘာကြောင့်လဲကျမ်းမာရေးထိခိုက်သွားတယ်ဆယ်ဒီကိုဘယ်လိုစားရမလဲဆိုဆယ်ဒီပုံကံလေးအချိန်တိုင်းွက်အလိုတော့မစားတာအကောင်းဆုံးပဲအဲ့ဒါကိုပြောထားတာဖြစ်တယ်အဲ့ဒီလိုပဲအစ်တာကိုမြန်မြန်လောက်အစ်တာအချိန်ကြာပါဟုတ်လားမလားအခုအဇန်ပေးပြီးအစ်တာအချိန်ကြာပါပြီအဲ့ဒီအစ်တာကိုမြန်မြန်လောက်အောင်ဖြစ်တယ်နောက်တစ်ခုကဒီတမင်များခင်ဗျာဒါလဲဆိုတော့အစ်တာကိုအဇန်ပေးပြီးဟုတ်လားမလားအဇန်ပေးပြီးလူတယောက်ကချက်ချင်းဆိုသလိုနမတ်ဖတ်စီရမလို့သေးဘူးအနည်းဆုံး10မိနစ်12မိနစ်လောက်အားလုံးလည်းစိုင်းပြီးတော့ခါမှာဖြစ်တယ်လူတွေစားပကိန်းနဲ့အားလုံးနဲ့စားပြီးတဲ့နောက်ပိုင်းမှာ7မိနစ်12မိနစ်အထိစိုင်းပြီးတော့မှနမတ်ဖတ်ရတာဖြစ်တယ်အဲ့ဒီလိုပဲလူတွေများခင်ဗျာဖဂျာနမတ်ကိုကြတော့ကျွန်တော်တို့ခဏတော့ဘာလို့လဲဟုတ်လားမလားအောက်ဆင်းလိုက်ဟုတ်လားမလားဖဂျာနမတ်ကိုဟုတ်လားမလားဖဂျာဂျမာတ်ကိုပထမဦးဆုံးအဝလ်ဝတ်လို့ခေါ်တယ်ပထမဦးဆုံးအချိန်မှာဖတ်ပြီးရကျွန်တော်တို့တခြားနေ့တွေဆိုရင်နောက်ဆုံးအချိန်မှာတဖတ်အခုကအပေါ်တင်လိုက်တာဖြစ်အဲ့ဒါဟာအဖဇ်ဖြစ်ဒါမှတော့ကျွန်တော်တို့မွတ်စလမန်တွေတူတယောက်ဟာဟုတ်လားမလားရူဒါခါရတာကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာဘေးတင်နေပါလေရှိတယ်ဟုတ်လားမလားဆိုင်သမားတွေပါနေနာတွေရှိတယ်ဒါမှမဟုတ်ကိုယ်မွတ်စလမန်ကဘေးတင်ဆိုင်မှာအလုပ်လုပ်တယ်သူကတနာပြီးတော့ကိုယ့်ကိုပွားမင်းဒီနေ့ဝါဖေးဆိုပြီးတော့ပတ်စံပေးတယ်ဒါမှမဟုတ်မုတ်တွေပါလေဝယ်ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့စားပြရတယ်ဘာမှပြဿနာမရှိနော်အဲ့ကြောင့်ကာဖာကနော်မုရှရစ်ကကျွန်တော်တို့ကိုဟုတ်လားမလားရူဒါထားတဲ့အတွက်ချစ်လို့သဘောကျလို့ဘာလို့လဲဝယ်ပေးတယ်ဆိုရင်ကျွန်တော်တို့ဟာအစ်တာယူလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဇနီးတဲ့နဲ့ပါနဲ့နေကြတယ်နေတဲ့အခါညပိုင်းမှာဇနီးတဲ့နဲ့ဟုတ်လားမလားတင်းတော့လိုက်တယ်ဇနီးတော်နဲ့နေလိုက်တယ်နေပြီးတဲ့နောက်ပိုင်းမှာချက်ချင်းတော့ရေမချိုးလိုက်ဘူးအိပ်ပျော်သွားတယ်မနက်10ဒီအချိန်ဖြစ်သွားတယ်ခင်ဗျားတို့ခြေလက်ဆေးပြီးတော့မလုပ်နဲ့10ဒီစားလို့ရတယ်နော်10ဒီစားလို့ရတယ်ဒါပေမဲ့ရေချိုးရင်တော့ဖဂျာရမယ်ရေမချိုးရင်တော့ဖဂျာပါလွတ်သွားနိုင်တယ်ဒါပေမဲ့ရိုဇာကတော့ရပါတယ်ရိုဇာဘာမှအခက်အခဲမရှိဘူးဒီပြင်းများအဲ့ဒီလိုပဲဒီပြင်းများခင်ဗျာတချို့တွေကပြောလဲဆိုတော့တရာဘီနဲ့ဟိုပါလေတရာဘီနမတ်နဲ့ရိုဇာနဲ့တွားတွဲထားတယ်သူကတချို့တွေကတွဲထားတယ်နော်ဘယ်နည်းရိုဇာမထားလဲအကြောင်းကြောင့်ရိုဇာမထားပြီးတရာဘီဝလာမထားဘူးနော်တချို့ကကြတော့ပါလေတရာဘီမရတဲ့နေ့ကျရင်ဒီနေ့ငါရိုဇာမထားတော့ဘူးဆိုတော့အေးလိုက်မဟုတ်တရာဘီရဲ့အီဘာဒတ်တတ်ရိုဇာရဲ့အီဘာဒတ်ကတတ်ဖြစ်တယ်နော်တရာဘီရဲ့အီဘာဒတ်ကဒါကအလ္လာဟ်ဘက်ကနေပြီးတော့ရမ်ဇန်လမှာနဖီလ်ဖတ်တဲ့အတွက်ဆွန်နတ်ဖတ်တဲ့အတွက်ဖရဂျ်ရဲ့ဆဝါဘ်ကိုပေးတယ်ခ
Kamero first sabab terapi mapi. Tahu apa benar? Roza jaro, roza ya tetap sabab sih. Tahu apa benar? Huwa malu dah malu, dia malu huwa malu soal sih. Nah, arah ini tidak boleh diiji. Ini nama malu jenisnya apa? Terapi mah Quran kan ada, orang mah Quran kan ada. Cenero anak tak dulu ya baru ada marah gua, kalau marah gua, bel bercanda marah kau macam ni, mahal. Quran ko mama bene, beduma mapane, mana? Quran ko mama bene, beduma mapane. Quran kasih mapane. Bahama dila Quran bahasa Islam. Cenero mata tawir dan umrah mata, mata imam limani. Belum mana dila. Ayat dua deh surah Rahman matu amara ada apa deh Madinah macam apa pada Madinah ya imam tarawih pada ya Allah marah jangan senyum pak nah soal imam saya ya nanti apa terah anda marah ada Quran ko bawa deh Quran ko mama deh kalau mea udah Quran ye mujizat sih Quran ye ambil sih Ayo habis deh main le kenaro warga di siapa jauh ni cara marah ba tak licai channel sutera ini le dan ada deh no di beli malah ni bom yang ini kau mau cakap no isya apa ke nafil ma ini terang itu kalau narka sama abiba channel paham ya kalau mau bodoh apa mah oh yang bermar no oh yang bermar tak Allah betul lama belum ni tak kurus sih tanah ma biro ko thau lai deh hari tidak sih mami nah tidak sih mami ini yang tadi thar nah dina lujen ni apa na serta biro bapak le soro dunia wah ma biro me biro sari tanah me biro sari me biro sari roza matiap no roza matiap mere ni ama namyusi krecha mata apoi de me sabi me soye kanaro to bata ne mamuji nanaji arama roza khare mala pa pyo ne tala tiyar wa chi ne pi ma pa pyo tala pi ma tau pyo pi ma tu ta pyo ha hou da be roza ma pyo kamyaro lu ne de tala kamyaro lu ne de to pyo ma pyo me pyo tau ba so chet chet da lai no apoi ri ya ma to lo yin ni pyo ti do ne kamyaro lu ne lo phit bu chet chet da lai ke ta ba ba la ai lo be me pyo zani de ne ne pit de so yin ara ro sha ba le lo ba no me pyo zani de ne ne pit de so yin le be Allah Subhanahu wa taala roza ko apet thema sayin na ma the sa jin taw jin me thong mi we jin tong mu ni roza ma da wo sham jin ma sa jin taw jin me thong mi we jin ai do chana ro khana ro ba lo wa le Ramzan ma me bi sa ra ni ba ri ya khara la ko roza pet de thi bi ro roza ri ko long wa phat lai ma lo wa no a chou de kai sa shi a chou kai sa ba le so ta kha le jai roza a chaung me pet twa Uma khabar ni dia roza khane ne haram dhamda ni bai ma dhamda hai tare roza phat ta me tu haram shariat ka baat bole sara tau da malo be ne iftari thi ne ba jaw le haram roza khare lu shi ne ta chodu de lai shi nga roza ma tha bu kwa so bi roza da bi shi ma sai tau le ko sa ni le ati ayan shi Ayam pun asyik, no, tu roda macam ni le, tu roda dah dia asyik mah, roda dah boleh dia, no. Temannya Sallallahu Alaihi Wasallam yang kekal bahwa Nasran Majusi dia, bipo boleh tu dia apa baru le, no, tuta lebih dari le. Musalman le asyik mah sah ni dah tahu, bodoh payah je, apa ya, tahu payah je, ni dilulawa asyik, temannya ke arah tu. Ai lo Allah shimya ya lo ni ra ashima sa le pe ya pa ja le ko Allah shimya ka turu mi ta su dasu lo ko kalima pi lai de musalman lo lai tera musalman lo lai ka dunia ma shi da
နော်ဒါတော့လူကြီးမြတ်ခင်ဗျာတို့ကျွန်တော်တို့အဲ့ဒါကိုဟောရမလားတီးထားဖို့ရိုးသားထားရင်လည်းကျွန်တော်တို့ကောင်းမှစီဒီပါတွေထည့်လို့ရနော်ဆိုရမာတွေပါထည့်လို့ရမစ်ဝါလို့ရတပူမလို့ဟိုစားတွားတိုက်တဲ့ဘုဒ္ဓနဲ့မတိုက်ရမစ်ဝါနဲ့တိုက်ရမှာဖြစ်တယ်ဘာကြောင့်လဲတွားတိုက်တဲ့ဘုဒ္ဓနဲ့တိုက်လဲဆိုတော့ခရမဘာရင်းညာတွေဝင်သွားမှရှိတယ်အဲ့ဒီလိုပဲလူကြီးမြတ်ခင်ဗျာတဆွေးဖို့ဟောရမလားစုထားပြီးတော့အပြည့်ဖြစ်သွားတော့မျိုးချလိုက်တယ်မရဘူးသာဖာစစ်ဖြစ်သွားနော်ရစီဘလာထွက်တယ်သူ့ကိုထွေးလိုက်မထွေးနည်းသူ့အတူဝင်သွားတာဘာမှမဖြစ်နည်းဝင်သွားလို့ရတယ်ဘာမှမဖြစ်အဲ့ဒါကိုကျွန်တော်တို့ကအင်တာမန်တီးဖို့အရေးကြီးတယ်ရေမြတ်ခင်ဗျာနောက်ပြီးတော့အင်ရှာအလ္လာဟ်တာလာဒီနေ့ဒီလောက်ပဲတင်ပြမယ်နောက်တစ်ပတ်မှာထပ်ပြီးတော့လည်းလိုအပ်တာရှိတာတွေအကုန်တင်ပြသွားမှာဖြစ်တယ်အင်ရှာအလ္လာဟ်မစအလာကိုနားလည်အောင်ကြိုးစားပါမစအလာတီးဖို့အင်တာအရေးကြီးတယ်နော်အင်ရှာအလ္လာဟ်တာလာအလ္လာဟ်ရှင်အားလုံးကိုအမှန်လောက်နိုင်တဲ့ဆိုအားချင်းနဲ့ပြတနာတော်မူပါစေအလ္လာဟ်